ဒီခါတော့အကျိုးလေးတွေအထည့်ပါဒီခါပြပေးချင်တာလေးကတော့မိုးကုတ်ပရမများအရေးထက်ကလေးနဲ့ပြပေးချင်ပါတယ်ရှင်ဒီမိုးကုတ်ပရမများပေါ့နော်ဒီအရေးထက်လေးတွေနဲ့ခပ်ပေးထားတဲ့ဒီဘရက်လေးရဆိုလို့ရှိရင်တော့သူကအရန်ကိုရိုးရိုးရှင်းရှင်းလေးလေးဖြစ်နေတယ်လို့ပေါ့နော်ဒါပွဲတက်အတွက်လည်းအဆင်ပြေတဲ့ဒီဇိုင်းလေးကိုခလုတ်ပေးထားတာပဲဖြစ်ပါတယ်ရှင်မိုးကုတ်ရူဘီလေးတွေနဲ့ပဲခပ်ပေးထားတယ်ပေါ့နော်ဒီပရမများကျိုးလေးကသူက300ဝန်းကျင်လောက်ပဲကျပါမယ်ရှင်ဝူးလိုက်မယ်ဆိုလို့ရှိရင်လည်းပေါ့နော်ပွဲတိုးတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်ဒါလေးကိုလည်းပေါ့နော်ဒါကြိုက်တယ်ဆိုလို့ရှိရင်တော့အမြန်ဆုံးလေးလာရောက်ဝယ်အားပေးဖို့လည်းဖိတ်ခေါ်ပါတယ်ရှင်နောက်တစ်ကြိုးလေးကတော့ဒီမိုးကုတ်နီလာလေးပေါ့နော်မိုးကုတ်နီလာလေးကိုလည်းစိန်လေးမပပဲနဲ့ပေါ့နော်ပွဲလေးတက်လို့ရတဲ့ဒီဇိုင်းလေးကိုခပ်ပေးထားတာပဲဖြစ်ပါတယ်ရှင်ဒီမိုးကုတ်နီလာလေးဆိုလို့ရှိရင်လည်းပေါ့နော်ရွှေလေးကလည်းထူထူလေးပါကြောက်သားလေးတွေကလည်းပုံမှန်စင်စင်လေးတွေပေါ့နော်မိုးကုတ်နီလာနေပြညပြလေးတွေနဲ့ခတ်ထားပေးပါတယ်ရှင်နှုံးလေးကလည်းအတန်ဆုံးကြီးလေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်300ကျော်ဝန်းကျင်နဲ့ပဲရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒီမိုးကုတ်နီလာကျိုးလေးကိုကြတော့လေဒါရှင်ပြာကြီးအထက်ကလေးနဲ့တုံးပေးထားပါတယ်ရှင်ကြောက်သားလေးတွေကလည်းပုံမှန်စင်စင်လေးတွေပဲတုံးပေးထားပါတယ်မိုးကုတ်နီလာကိုမှအရေးထက်ရှင်ပြာကြီးလေးတွေပဲတုံးပေးထားတာဖြစ်ပါတယ်ရှင်နောက်ဆုံးကတော့ပေါ့နော်ဒါကအိန္ဒိယမြပါရှင်အိန္ဒိယမြကျိုးလေးကိုမှပေါ့နော်ဘယ်တော့မှရိုးမသွားတဲ့ဒီဇိုင်းလေးနဲ့ခပ်ပေးထားပါတယ်ဒါတွေကတော့ပေါ့နော်ရိုးရိုးရှင်းရှင်းလေးပဲကြိုက်တယ်ဘယ်ခစ်ပဲရောက်ရောက်ပေါ့နော်ရိုးရိုးရှင်းရှင်းလေးနဲ့ဒီလိုတန်းကျိုးလေးတွေမှာတန်းကျိုးလေးတွေကြိုက်တယ်ကိုမတွေအတွက်ကိုညီမတွေအတွက်ဆိုလို့ရှိရင်တော့ဒီမြလေးကိုယူပါရှင်ကြောက်သားလေးတွေကမပိတ်ပါဘူးကြောက်သားလေးတွေကတော့အရန်ကိုပွင့်စင်ပါတယ်ရှင်သူ့ရဲ့ inclusion လေးတွေတော့ပါပါတယ်ရှင်ဒါပေမဲ့လည်းမျက်နှာပြင်ရှင်းတယ်ညကြောက်လေးတွေကပေါ့နော်ညလေးတွေကမျက်နှာပြင်ရှင်းတယ်အရင်စိုးစိုးဝါးဝါအနာစာပါတာတွေလုံးဝမသုံးထားပါဘူးရှင်အကုန်လုံးလက်ခံနိုင်မယ်ပေါ့နော်အနေထားလေးရှိတဲ့ကြောက်ကိုပဲသုံးထားပေးတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီကျိုးလေးကတော့350ဝန်းကျင်နဲ့ပဲရောင်းပေးမှာဖြစ်ပါတယ်ရှင်အခုပြပေးသွားတယ်ဗရမများကျိုးလေးရဲ့နီလာကျိုးလေးရဲ့မြကျိုးလေးရာဒီ story အများကြီးလည်းမရှိဘူးပေါ့နော်ပြန်ခတ်မယ်ဆိုလို့ရှိရင်လည်းဒီဈေးတန်းလေးတွေလည်းမရနိုင်တာမလို့ဒါလိုစိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ဝယ်ယူအားပေးဖို့အမြန်ဆုံးလေးဖိတ်ခေါ်ပါတယ်ရှင်